အလုံးမဲမင်္ဂလာပါရှင် audio ပေါ်လိုက်ပြီးပါ emotional page လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှာလည်းဒေါက်တာဖြိုးတရားရှိသားမျှဝေထားတဲ့ညာလို့မရပါဘူးဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ဆောင်းပါးလေးရဲ့အစမှာလူတွေဟာဟန်ဆောင်ကောင်းကြပါတယ်တဲ့မပျော်လဲပဲပျော်ခြင်းအောင်ဆောင်တတ်ကြပါတယ်မတော်လဲပဲတော်ခြင်းအောင်ဆောင်တတ်ကြပါတယ်အစင်မပြေလဲပဲပြေးခြင်းအောင်ဆောင်နေတတ်ကြပါတယ်တဲ့အထူးသဖြင့်အခုလို social media ခေတ်ကြီးမှာပါကိုယ့်ရဲ့ lifestyle ကိုပဲဖြစ်ဖြစ် relationship ကိုပဲဖြစ်ဖြစ်ချပြပြီးလူတွေကိုလွှမ်းမိုးဖို့ကြိုးစားနေတဲ့သူတွေလူတွေကိုစိတ်ခွန်အားပေးနေတဲ့သူတွေပညာပေးနေတဲ့သူတွေဆိုရင်ပိုဆိုးပါတယ်တဲ့အဲ့ဒီအတွက်လဲနာမည်တွေကြီးပိုက်ဆံတွေကရှာနေတာလीနော်ဟန်ဆောင်ရကြတော့နဲ့တယ်လို့ဆိုရပါလိမ့်မယ်ဒါပေမဲ့အဆုံးတနေ့မှာတော့ဟန်ဆောင်ထားသမျှညာထားသမျှကပေါ်လာတတ်တာပါပဲတစ်သက်လုံးတော့ဘယ်သူမှဖုံးမထားနိုင်ဘူးလीနော်နောက်ပြီး social media ပေါ်ကလူတွေရဲ့အမြင်ဆိုတာအခါခက်တဲ့အသုံးတဲ့တာတော့မဟုတ်ပါဘူးကိုကကျမ်းမာရေးလိုက်စားရဲဆိုတဲ့ပုံရိပ်မျိုးတိစောက်ထားပေမဲ့တကယ်လိုက်စားတဲ့သူမဟုတ်ရင်ခံရမှာကကိုပဲလीနော်ဒါကြောင့်ကိုအမြဲပြန်သတိပေးဖြစ်ပါတယ် social media ပေါ်ကပုံရိပ်တွေထက်အပြင်ကလူအစ်စ်ကိုကောင်းတဲ့ကောင်အောင်ပိုတိစောက်ဖို့ပါနံပါတ်1 self control နဲ့ပတ်သက်လာရင်ခန္ဓာကိုယ်ကိုညာလို့မရပါဘူးလူတစ်ယောက်ရဲ့ကျန်းမာရေးမှာအဓိကအကြဆုံးဟာ self control ပဲဖြစ်ပါတယ်တဲ့အဲ့ဒါအားမကောင်းရင်လှုပ်တင်တာမလှုပ်ဖြစ်သလိုမလှုပ်တင်တာတွေကိုလည်းမရှောင်နိုင်တော့ပါဘူးကျန်းမာရေးတင်လားဆိုတော့လည်းမဟုတ်ပါဘူး personal grooming လို့ခေါ်တဲ့တကိုယ်ရည်တည်သက်သာနာခြင်းမှလည်းလိုအပ်ပြန်တာပါပဲတဲ့ကျွန်တော်ကကိုဘလို့စီကန်းထားတယ်ကျမကကိုစိတ်ကိုဘလို့နိုင်အောင်ထိန်းနေကြိုက်တလောက်ပြောပါစေသူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တာနဲ့သိနိုင်ပါတယ်သူ့ရဲ့အချိုးအစားကိုကြည့်လိုက်ပါအသွေးအရောင်ကိုကြည့်လိုက်ပါကျမရေးစစ်စစ်ချက်ရလက်တွေကိုကြည့်လိုက်ပါတဲ့နံပါတ်2စိတ်နေစိတ်ထားနဲ့ပတ်သက်လာရင် relationship ကလည်းညာလို့မရပါဘူးတဲ့ဒီနေရာမှာသမီးစားအိမ်တော်ရေးကိုပဲပြောတာမဟုတ်ပါဘူးရှိသမျှဆက်ဆံရေးအလုံးကိုခြုံငုံပြီးတော့ကြည်ဖို့ပါအချစ်ရေးကံမကောင်းတာအိမ်တော်ရေးကံမကောင်းတာမိဘကံမကောင်းတာစသဖြင့်ရှိတတ်ကြပါတယ်သို့တော့လူတော်တော်များများနဲ့အဆင်မပြေနေဘူးဘယ်သူကမှကိုနဲ့ရေရှည်မပေါင်းခြင်းဘူးခဏနေကွဲပြေးသွားတာပဲဒီလိုဖြစ်နေရင်တော့ကိုပြန်ဆန်းစစ်ကြည့်သင်ပါပြီတဲ့အဲ့လိုလူတွေလည်းဘဝမှာကြုံမှုတာပါပဲဘယ်တော့မှသူ့အမှားသူ့အလွန်ရဲလို့မရှိဘူးကိုအထင်ကြီးလွန်နေမာနထောင်လွှားတယ်တင်စီးတယ်ဒါကပဲသူ့ကိုပြန်သက်သွားတာပါပဲတချို့ကြလဲ negative ဖြစ်လွန်တာပေါ့သူနဲ့ဆိုအမြဲပူလောင်နေရတော့ဘယ်သူမှကြာမပေါင်းခြင်းဘူးလူအများအကြိုက်လိုက်ရမယ်အများနဲ့တင်းမြတ်တိုင်းမှန်တယ်တော့မဟုတ်ပြီမေရေဘူးရဆက်ဆံရေးအခြေအနေတွေဟာကိုယ့်ရဲ့စိတ်နေစိတ်ထားကိုတပိုင်းတစားလက်ဟာပြတာနေပါတယ်နံပါတ်3အရေးချင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအတူတူတွဲလုပ်ဖူးတဲ့သူတွေကိုညာလို့မရပါဘူးတဲ့ကိုဘလို့တော်ချောင်းတက်ချောင်းကတော့စာရေးတဲ့ရင်ဘယ်သူမှဆိုရေးလို့ရတယ်လीနော်ရေးတဲ့အတိုင်းတကယ်ဟုတ်မဟုတ်ကတော့တွဲလုပ်ဖူးတဲ့သူတွေကပဲသိပါလိမ့်မယ်ကိုလုပ်ခဲ့တဲ့အလုပ်တွေမှာဘလို့ရလက်တွေယူနိုင်ခဲ့တယ်လေဆိုတာကပဲသက်သေခံပြီးနေမှာဖြစ်ပါတယ်အဲ့ဒီကယ်ရီယာ achievement မှာခေါင်းဆောင်တယောက်ဖြစ်ဖို့မှာရောသက်ဆိုင်ရာနယ်ပယ်အလိုက်လွှမ်းမိုးနိုင်တဲ့သူဖြစ်ဖို့မှာပါတိတ်အရေးကြီးပါတယ်တဲ့နံပါတ်4စိတ်ငြိမ်းချမ်းမှုနဲ့ပတ်သက်လာလို့ရှိရင်လေကိုယ့်ရဲ့အတွင်းစိတ်ကိုညာလို့မရပါဘူးတဲ့လောင်နေရဆိုပြီးသူများကိုပြောရတာတိတ်လွယ်တယ်လို့ငါကတော့လောင်မနေပါဘူးလို့ညင်ရတာကလည်းတိတ်လွယ်တယ်လေနော်တကယ်တမ်းကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဖြစ်နေတာကိုတော့ကိုယ်တိုင်ပဲသိပါလိမ့်မယ်တိမ်ငယ်စိတ်ပြိုင်ဆိုင်လိုစိတ်မာနာမနာလိုစိတ်နဲ့လိုချင်တမတ်စိတ်အဲ့ဒီ၅ခုဟာကိုယ့်ရဲ့ကိုယ်ရင်းငြိမ်းချမ်းမှုအတွက်အဓိကရန်သူကြီး၅ဦးပဲဖြစ်ပါတယ်တဲ့အဲ့ဒါတွေများလေပူလောင်ရလေပါပဲတယောက်ရဲ့အောင်မြင်မှုအစဉ်ပြေမှုလေဘာမဟုတ်တဲ့အရေးသားလေးတစ်ခုဓာတ်ပုံလေးတစ်ပုံကအစကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကိုယ်ရင်းထဲမှာအဲ့ဒီ၅ယောက်ကိုရင်ဆိုင်ချိုးနှိမ်ထားနိုင်မှာငြိမ်းချမ်းမှုအစစ်ကိုရှာနိုင်မှာဖြစ်ပါတယ်တဲ့ဘသူကမှမညာတာတော့အကောင်းဆုံးပါပဲမဖြစ်မနေညာရမယ်ဆိုရင်တောင်ကိုတော့မညာပါနဲ့တဲ့ self control မကောင်းလို့မကြမ်းမမာဖြစ်တဲ့အခါဆေးရုံရောက်မှာကကိုပဲလीနော်စိတ်နေစိတ်ထားမမှန်လို့ relationship အဆင်မပြေတဲ့အခါမလုံခြုံမှုတွေအထီးကျန်မှုတွေမပျော်ရွှင်မှုတွေခံစားရမှာကလည်းကိုယ်တိုင်းပါပဲအရေးချင်းအားနဲ့လို့အလုံးမှာအဆင်မပြေရင်လေကိုပဲခံရမှာလीနော်ဒါကြောင့်ဘလို့ပဲအေဂျင့်တရားဆောင်ထားအတွင်းထဲကရန်သူ9ယောက်ထောင်လွှားနေလို့အမြဲစိတ်ပူလောင်နေရမှာကလည်းတခြားလူမဟုတ်ပဲကိုပဲလीနော်ဒါကြောင့်အများမြင်မှာလှဖို့ပုံရိပ်ကောင်းတိဆောက်တာထက်ကိုတိဆောက်ဖို့ကပိုအရေးကြီးပါတယ်ဆိုပြီးဆရာရဲ့ဆောင်ပါလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင်
ဆရာကြီးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာကြီးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူအားပေးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံတွေ့ကြပါအောင်စို့နော်။